အားလုံးပဲမင်္ဂလာပါကျွန်တော်တော့မစားပါကျွန်တော် I review လုပ်နည်းလေးတွေတောင်းဆိုကြလို့ဗျာအဲ့ဒါကျွန်တော်အခုသုံးနေတဲ့ပုံစံအတိုင်းပဲကျွန်တော်လုပ်ပြီးတော့မျှဝေလိုက်ပါတယ်မှာဗျာကျွန်တော်စားနဲ့ရေးပြီးပြထားတဲ့အတိုင်းပဲမီကောက်ရှိရမယ် 90fps ရှိရမယ်ရှီတူဘူးရှိရမယ်ဗျာ okay အဲ့ဒါကျွန်တော်မှအဲ့3ခုလုံးအကုန်ရှိသွားပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော် setting ထဲဝင်မယ် setting ထဲဝင်ပြီးသွားဆိုလို့ရှိရင်ကျွန်တော်တို့ developer ကိုတော့ဖွင့်မယ်အဲ့မှာ MIUI version ထူတဲ့ဟာလေးကို developer ပွင့်အောင်ခောက်လိုက်ခောက်ပြီးသွားဆိုလို့ရှိရင်အမှာ setting နဲ့အောက်လေးနည်းနည်းလို့ကျွန်တော်ပြထားတဲ့အတိုင်းပဲဝင်လိုက်ပြီးအမှာ developer လေးဝင် developer လေးဝင်လို့ရှိရင်ကျွန်တော်ပြထားတဲ့ဟာတွေအကုန်လုံးဖွင့်လိုက်ဗျာရုံးကြည်ကြည်နဲ့ဖွင့်လိုက်အခုဖြုတ်သွားလို့ရှိရင်ကျွန်တော်လာပါလာရိုက်လိုက်ဗျာပတ်ကြောင်ရိုက်အာမခံတယ်ပြီးတော့အဲ့စီစကူအလေးရပါတော့ကျွန်တော်ဘာပဲသုံးလို့အဆင်ပြေပါတယ်ဗျဟိုဟာ Android version 10 7 နဲ့အဲ့လိုမျိုး Hyper OS တရားစာကုန်သုံးလို့ရတယ်ပြီးလို့ရှိရင်အမှာစက္ကန့်လေးတွေရှိပြီးတော့ခဏစောင့်ခိုင်းလို့ရှိရင်စောင့်ပြီးလိုက်ဗျာဘာမှကြာလာမှာမဟုတ်တာဒီမှာတော့မှအခုချိန်ကြီးစောင့်နေတာပဲရကျွန်တော်အကုန်လုံးပြီးသွားဆိုပြန်ထွက်လိုက်ပြန်ထွက်ပြီးလို့ရှိရင်စီစကူတွေဝင်စီစကူတွေဝင်ပြီးတော့ကျွန်တော်နှိပ်တာလေးတွေကိုလိုက်ပြီးတော့နှိပ်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်အဲ့မှာကျွန်တော်တစ်ခုချင်းတွေကို cut လုပ်ပြီးတော့ပြထားတယ်အဲ့လေးတွေကို live နှိပ်ပြီးတော့ဝင်ပြီးလို့ရှိရင် post speed ဘာကိုဆွဲချလိုက်ဗျာကျွန်တော်ဖွင့်ခိုင်းထားတဲ့ကလေးကုတ်လေးရှိတယ်အဲ့ကုတ်လေးကိုအဲ့ဒီမှာတွားပြီးထည့်လိုက်ထည့်တယ်ကျွန်တော်မေ့ပါတယ်ကျွန်တော်မေ့လို့နောက်တစ်ခေါက်ပြန်ကြည့်ထည့်တယ်ကျွန်တော်မရနှစ်ခါထည့်သူလီကဘီကနေတဲ့လီမဟုတ်ဘူးနော်ကောင်းကောင်းပေးတယ်ကောင်းကောင်းခံတယ်အေးမင်းတို့ကောင်လေးလည်းကြောင်းကြောင်းနှစ်ခါနဲ့မဝင်300ထည့်ဗျာ300မှမဝင်ဆိုရင်တော့ brother တို့ဒီတက်မှာစော်ရဖို့ဆိုတော့လုံးဝမဖြစ်နိုင်တော့ပါဘူးအဲ့ပြီးလို့ရှိရင်မှာရှိသူဆိုတဲ့ဟာကြီးရပါတယ်မယုံအဲ့လိုပြောရင်ကျွန်တော်ဘယ်နဲ့ပြန်ထွက်ပြီးတော့ရှိသူကူလဲဝင်ဆိုတဲ့အားလေးကိုနှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင်မှာကြာသွားပြီအဲရှိသူကူထဲမှာအဲ့လိုလေးပေါ်လိုက်လို့ဘယ်နဲ့ပြန်ထွက်လိုက်ပေါ့နော်ဘယ်နဲ့ပြန်ထွက်ပြီးသွားမှာ 90fps တဲ့ကိုဝင်လိုက် 90fps တဲ့ကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်မှာ iPad ဆိုတာလေးကိုပီလေးကိုဆွဲပြီးတော့ဖွင့်လိုက်တော့အဲ့လိုရသွားကောင်းလိုက်တာပြီးအမှသူဖွင့်ခိုင်းတာလေးတွေဖွင့်အဲ့မှာဆိုလို့ရှိရင်မှာအတိုးလျှော့လုပ်လို့ရတယ်ဗောနော်စခွင်လေးရတော့နည်းနည်းတော့ကြုံရတယ်ကျွန်တော်ကတော့ခွန်50ခွန်60လောက်နဲ့စော်တယ်ပုံမှန်တော့ကျင်သားရသွားပါလိမ့်မယ်ပြီးရင်ကျွန်တော်ပြီးဦးကြည့်တဲ့ဝင်ပြမယ်ဗောနော်ကျွန်တော်ရဲ့စကုတ်ငိမ်ပါညာလေးတို့ကျွန်တော်ချက်ကြွားမယ်โอเคပါတင်းတင်းတင်းဟုတ်ပြီတင်းတင်းတင်းโอเคတင်းတင်းတင်းအလေကြိုက်ရင် like and subscribe ကျွန်တော်တော့စကေးရအဲ့လောက်မရှိဘူးဒါပေမဲ့စကုတ်ကြီးကတော့အများနဲ့ချိန်တယ်စကေးမရှိတဲ့စကုတ်ကချိန်ရမှာပဲဟုတ်လားကဲအားလုံးပဲချိန်ပေးကြပါစေနော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ကျွန်တော်ကတော့